Hello အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့ကျမတို့ data ထွက်အချိတ်ပေါင်းရဲ့ကောက်ငင်းပေါင်းလို့လည်းခေါ်တယ်ပေါ့နော်ဘရာကျော်လေးရဲ့အရေးမထွက်ရွက်ရဲ့တုတ်စားမှာပါအရေးမထွက်ရွက်လို့လည်းခေါ်တယ်ပေါ့နော်တခြား data တွေကတော့အရေးမထွက်ရွက်လို့ခေါ်တယ်ကျမတို့ data မှာတော့ကြောက်ကရွက်လို့ခေါ်တယ်တောင်ပေါ်မှာပဲပေါက်တာပေါ့နော်အဲ့တော့ရွှွန်နေမြေတော့အများကြီးပါပါတယ်ရှင်ရေးပြအောင်ဆေးရပါမယ်ရှင်ပြီးလို့ရှိရင်ပေါ့နော်လိုအပ်တဲ့ဟာတွေကတော့ခန်းချင်သည့်ချက်သွန်မြေပဲပဲမုံချက်လေးပဲဖြစ်ပါတယ်အရင်ဘာကြီးဘာရတိတ်မများဘူးပေါ့နော်ရေးပြအောင်ဆေးပြီးလို့ရှိရင်ဒီလိုမျိုးစင်းစီတော်လေးပေါ်တင်ပြီးနှုတ်လေးစင်းမှာကျမကတော့မလုပ်တဲ့လို့ကျမအဖေလက်ဆံပြထားတာပါရှင်ဒါကျမအဖေရဲ့လက်ဆံပြနေတဲ့လက်ရပါအဲ့လိုလေးစင်းစီတော်လေးနှုတ်လေးမစင်းတက်လို့ရှိရင်လည်းကက်ချင်နဲ့ကြိုက်ပေါ့နော်ဒီလိုလေးဖြစ်သွားပြီဆိုလို့ရှိရင်တုပ်လို့ရပါပြီခန်းချင်သည့်ချက်သွန်ကတော့ကြိုက်တဲ့သူကတော့ထည့်ပေါ့ရှင်မကြိုက်တဲ့သူကတော့မထည့်ပါနဲ့နောက်တစ်ခုကပဲမုံချက်လေးနည်းနည်းထည့်မယ်မြေပဲလေးထည့်မယ်ပေါ့နော်အရသာအတွက်ကကြတော့ချက်တောင်မုံနည်းနည်းထည့်ထားပါတယ်ကျမကတော့ဟင်းချုံမုံလေးနဲ့ထည့်ပါတယ်အရင်ငံမှာဆိုလို့ငံပြရေးတွေဘာတွေမထည့်တော့ပါဘူးငငယ်လေးစားချင်တဲ့သူကတော့ငံပြရေးထည့်လိုက်ပါပြီးရင်တမယာသေးလေးတစ်စိတ်ထည့်ပြီးသွားရင်နေပြီးတုပ်လိုက်လို့ရှိရင်အရသာရှိတဲ့ကြောက်ကရက်တုပ်လေးရပါပြီရှင်